ဆိုင်ရင်ပေးမဲ့သူရဲ့ကမပိုင်သေးဝေးနေရတယ်ဘဝမှာမီးလွန်နေရမှန်းသိရလားလေလွန်နေရမှန်းသိရလားလေယောက်ျားလေးမို့အပေါ်တင်ပွဲတဲ့ချင်းတွေနဲ့လွန်စကားကလေးတွေဝေးမြပြီးလွန်နေတဲ့ခြေနဲ့အောင်လွန်ဝင်ရှိတဲ့အိမ်မပြောစိတ်ကြွေနွမ်းတဲ့ခါမိဒီရောက်တဲ့ချိန်မိတ်လွန်နေမှာလွတ်လပ်တဲ့ဘဝတွေလမ်းကိုကိုယ်ချင်းစာကြခဲ့ရ